ဘရိုနီကာကိုအားမပေးပဲအစ္စရေးသူလေးရှီယာကိုဟန်ကိုပဲအားပေးမယ်ဆိုတဲ့ကြော်စွာဝင်းအားလုံးပဲမင်္ဂလာပါဖိုက်ဆုံမြန်မာမှနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဝမ်ဟာလာမယ့်20ရက်နေ့မှာဆိုရင်ဘရိုနီကာပါဝင်ထိုးသက်မဲ့ One Friday Fight 143ပြိုင်ပွဲကိုကျင်းပသွားမှာပါအဲ့ဒီပွဲမှာမြန်မာမျိုးသမီးဖိုက်တာဖြစ်တဲ့ဘရိုနီကာကအစ္စရေးသူရှီယာကိုဟန်နဲ့ထိုးသက်ရမှာပါဒီပွဲကြီးညာလိုက်တော့မြန်မာပြည်သက်တွေအားလုံးမျက်လုံးပြူကုန်ပါတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်ကမြန်မာကစားသမားတစ်ဖက်ကမြန်မာပြည်ကိုချစ်တဲ့ဖိုက်တာဆိုတော့ဘသူကိုအားပေးရမလဲစဉ်းစားရခက်နေတာပါ။အစ္စရေးသူလေးဟာကြော်ကြီးလေ့ကျင့်နေတဲ့ Fedex ကလပ်ကဖြစ်ပါတယ်။သူမဟာကြော်ကြီးနဲ့လည်းအရန်ရင်းနှီးတဲ့ကစားသမားပါ။အချို့ကတော့ဒီပွဲမှာဘရောကိုအားမပေးဘူးရှီယာကိုပဲအားပေးမယ်လို့ပြောနေကြပါတယ်။ကျော်စွာဝင်းကလည်းဘရောကိုအားပေးမှာမဟုတ်ကြောင်းအခုလိုပြောသွားပါတယ်။အမဘရိုနီကာကစွမ်းဆောင်ရည်ကောင်းပါတယ်ဒီပွဲတော့ရှီယာကိုပဲအားပေးမယ်သူမကရိုးသားတယ်ကြိုးစားတယ်ချစ်စရာကောင်းတယ်တေးချတာကဘရိုနီကာမနိုင်ပါဘူးလို့ပေါ်တင်ပြောသွားပါတယ်ကြော်ကြီးနဲ့ဆက်ဆက်ထိမခံတဲ့ဘရိုနီကာတိုဘာရီဖြစ်လာမလဲစောင့်ကြည့်ရမှာပါ